အားလုံးပဲမင်္ဂလာပါ Together Fight for You Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့လက်တလောထွက်ရှိလာတဲ့ ongoing drama တွေထဲကမှ Hunter with Escape ပဲ2025ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဇက်ကားလေးမှာတော့အလောင်းခွဲစိတ်မှုစွမ်းရည်နဲ့မူခင်းစိတ်ပညာဆိုင်ရာယောဂဗေဒပညာရှင်ဖြစ်တဲ့ဇွန်ဆယ်ဟွန်သူမထက်မြက်တဲ့ခွဲစိတ်ဆရာဝန်ဖြစ်ပေမဲ့လူမှုဆက်ဆံရေးမှာတော့ ATA ဆက်နိုင်တဲ့သူပဲဖြစ်ပါတယ်။ဒီနေ့မှာတော့အလောင်းခွဲစိတ်စစ်ဆေးနေစဉ်မှာပဲလွန်ခဲ့တဲ့နှစ်20ကတည်ဆုံသွားပြီလို့ထင်ထားတဲ့ကွင်းဆက်လူသက်သမားဖြစ်တဲ့သူမရဲ့အဖေယွန်ဂျိုဂွန်းရဲ့လူသက်တဲ့နီးပညာလက္ခဏာတွေကိုအဲ့ဒီအလောင်းမှာတွေ့လိုက်ရပါတယ်။ဒါကြောင့်ရဲတွေထက်အရင်သူမအဖေကိုရှာဖွေနိုင်ဖို့ကြိုးစားပါတော့တယ်။ကြောင်ကြောင်ဝန်းကတော့အကျန်းဖက်မှုကင်းဖွဲ့ရဲ့အဖွဲ့မှုဖြစ်ပြီးတော့စာနာရိုင်းမင်းတက်သူတယောက်ပါ။စိတ်နေစိတ်ထားဆက်ကျင်မဲ့ဖြစ်နေတဲ့စော်ဆယ်ဟွန်းနဲ့ကြောင်ကြောင်ဝန်းတို့ရဲ့အမှုတစ်ခုကိုစုံစမ်းစစ်ဆေးမဲ့ကိစ္စတွေကြောင့်တွေးဆုံသွားတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးပါအောင်နော်။အဆုံးထိကြည့်ရှုနားရှင်ပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။